ဒီလူကြီးကသူ့ရောက်ခမရဲ့မောင်းထုတ်တာခံရပြီးသူ့မိမကလည်းကွာရှင်းခဲ့လို့အင်ယာမဲ့ဖိခဲ့ရပါတယ်ဗျာစိတ်နာနာနဲ့တောင်ပေါ်ကိုတက်ပြီးကိုပိုင်အိမ်လေးတစ်လုံးဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဗျာသူကအခုလိုခက်ခဲတဲ့အခြေအနေမှာတောင်စိတ်တမကြပဲကြောက်တုံးတွေကိုတလုံးချင်းစီရွေ့ပြီးအိမ်ရဲ့အုပ်မြစ်ကိုခိုင်မာအောင်လှုပ်ဆောင်နေပါတယ်ဗျာတဘာဝအတိုင်းတွေ့ရှိရတဲ့ကြောက်တုံးတွေနဲ့တစ်သားတွေကိုပဲအသုံးပြုပြီးရိုးရှင်းတဲ့ကိရိယာတွေနဲ့ဖန်တီးနေတာပါဗျာကြောက်တုံးတွေကိုတီတီချာချာစီးပြီးရွှွန့်စည်းတွေနဲ့ကတ်တာကရှေးခေတ်မမလက်ရာတွေကိုတော့တတိယစေပါတယ်ဗျာဒီလိုခိုင်မာတဲ့အိမ်တစ်လုံးကိုတယောက်တည်းဖန်တီးဖို့ဆိုတာမယုံနိုင်လောက်เสียစိတ်တက်ခွန်အားလိုပါတယ်ဗျာဒီနေရာကကြောက်တုံးတွေကအလုံးရှားပါပြီးတန်ဖိုးရှိပါတယ်ဗျာဒီလိုကြောက်တုံးတွေကိုရှာဖွေရတာတောင်အချိန်နဲ့ငွေကြေးအများကြီးကုန်ကျခဲ့မှာပါနော်အပြင်ဘက်နိုင်ရန်ကိုကြောက်တုံးတွေနဲ့စီပြီးပြီဆိုတော့အိမ်ရဲ့အတွင်းပိုင်းကိုစတင်အလှဆင်နေပြီထုပါတယ်ဗျာတစ်သားပြားတွေကိုညီညာအောင်စီပြီးအိတ်ဆက်အနားယူဖို့ကွက်ကစ်တစ်ခုကိုကိုယ်တိုင်ဆောက်လုပ်နေတာပါဒီကွက်ပီလေးကသူ့ရဲ့တူးထဲသောအဖော်ထက်လာတော့မှာပါဗျာဒီလိုလက်ရမြောက်တဲ့အိမ်ကိုမြင်ရတော့ကျွန်တော်တို့ပရိသတ်တွေဘလို့အမတ်ပေးကြမလဲဗျာတစ်ကနေ10အထိအမတ်ပေးကြည့်ကြပါအောင်ပြီးတော့နှွေးနှွေးထွေးထွေးနေထိုင်နိုင်ဖို့ရအတွက်မီးဖိုးတစ်ခုကိုပါကြောက်တုံးတွေနဲ့ထူးခြားလှပအောင်တီးဆောက်နေတာပါဗျာဒီမီးဖိုးလေးကအေးတဲ့ချိန်မှာသူ့ကိုနှွေးထွေးမှုပေးနေအစားအသောက်တွေချက်ပြုတ်ဖို့လဲအသုံးဝင်မှာပါအိမ်ရဲ့မျက်နှာစာနေရန်ကိုတစ်သားပြားတွေနဲ့လှပတတ်ဆပ်စွာကာယံနေတာတွေးရပါတယ်ဗျာဒီလိုတစ်သားပြားတွေကရိုးရိုးတစ်သားမဟုတ်ပါဘူးနော်ရေခဏရေအားကောင်းတဲ့တဘာဝတစ်သားမျိုးတွေပါဗျာတန်ဖိုးကအတော်မြင့်ပါတယ်လို့တောင်ပြောနိုင်ပါတယ်နော်သူ့ရဲ့အိမ်မက်တီမျောလင့်ချက်တွေနဲ့တီးဆောက်ထားတဲ့ဒီအိမ်လေးကတဖြည်းဖြည်းပိုပြီးပြည့်စုံလာပါပြီနေရောင်ချီဝင်အောင်လေးဝင်းလေးထွေကောင်းအောင်ပတင်ပေါင်လေးတွေကိုလည်းတစ်သားပေါင်တွေနဲ့အသေးစိတ်ဖန်တီးထားပါတယ်ဗျာအိမ်ရဲ့အရှိဘက်မှာတော့လှပတဲ့ကြောက်ခင်းလန်းလေးကိုပါဖန်တီးထားတာတကယ်ကိုလက်ရညောက်ပါရဲ့ကြောက်အခုဆိုရင်အိမ်လေးကလုံးဝပြီးစီးသွားပါပြီတောင်ပေါ်ကတဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီတဲ့အိမ်မက်အိမ်လေးတစ်လုံးပါပဲဗျာအထဲမှာလဲသူကိုယ်တိုင်အတိုင်းကင်ဒီအရသာရှိတဲ့ညာစားလေးကိုဖင်းဆင်းနေတာတွေ့ရပါတယ်ဗျာဒီလိုလက်ရမြောက်တဲ့အိမ်လေးနဲ့သူ့ရဲ့ဇွဲကိုအားပေးဖို့ follow လုပ်ပြီးနောက်ထပ်အပိုင်းတွေကိုကြည့်ဖို့ follow လုပ်ထားကြပါဦး